တွေးဆုံးချိန်အမျိုးသမီးများမှာခံစားရတဲ့အစားအသောက်ပြတ်ခြင်းဂရင်းပြတ်ခြင်းဆိုတာဘယ်လိုမျိုးလဲဒါကိုတတ်တာဖို့ဘယ်လိုပြုမှုနေထိုင်ကြရမလဲဆိုတာတွေကိုတင်ဆက်မျှဝေပေးမှာဖြစ်ပါတယ်တွေးဆုံးခြင်းဆိုတာဟာအသက်45နှစ်မှ55နှစ်အတွင်းရှိအမျိုးသမီးတိုင်းကြုံတွေ့ရတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်အမျိုးသမီးတစ်ယောက်က12လဇက်တိုက်ရာသီတွေးမပေါ်တော့လျင်တွေးဆုံးမိကိုတတ်မှတ်နိုင်ပါတယ်တွေးမဆုံးခင်နှစ်အနည်းငယ်မှစ၍တွေးဆုံးပြီးချိန်ထိမျက်နှာနဲ့ခန္ဓာကိုယ်တွင်ဘူးလိုက်အေးလိုက်ဖြစ်ခြင်းစိတ်တူလွယ်ခြင်းစိတ်တက်ကြခြင်းအိမ်မပျော်ခြင်းခြားတောက်မှုပုံစံပြောင်းလဲလာခြင်းစတဲ့တွေးဆုံးကိုင်လက္ခဏာများကိုကြုံတွေ့ရတတ်ပါတယ်အဆိုပါလက္ခဏာတွေကမှဂရင်းပြတ်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးခြင်းပါတယ်တွေးဆုံးချိန်မှာဖြစ်တတ်တဲ့ဟော်မုန်းအပြောင်းအလဲများကြောင့်အမျိုးသမီးတချို့ကအစားပိုစားတက်လာပေမဲ့အချို့တွေကတော့အစားအသောက်ပြတ်တာအစားစားကြစိမ်မရှိတာမျိုးလည်းဖြစ်လာတတ်ပါတယ်။ကတွင်းပြတ်ခြင်းကတခြားသွေးဆုံးကိုင်လက္ခဏာများလောက်အတွေ့ရမများတော့လေဒီလက္ခဏာကြုံတွေ့နေရတဲ့သူတွေမှာတော့ကာလတာရှည်လာတာနဲ့အမျှအာဟာရဆိုင်ရာပြဿနာများဖြစ်လာနိုင်ပါတယ်။ငကိုကလေးကယောဂအခန်းတစ်ခုခုရှိရသူဆိုရင်ဂရင်းပြတ်ခြင်းရဲ့နောက်ဆက်တွဲများကိုပိုပြီးခံရတတ်ပါတယ်။သွေးဆုံးချိန်မှာအမျိုးသမီးတွေကိုဂရင်းပြတ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲ။စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများဖြစ်တဲ့စိတ်အတက်ကြနေခြင်းစိတ်တက်ကြခြင်းစိတ်လိုမကျဖြစ်ခြင်းစိတ်ဖိစီးမှုများခြင်းတို့ကတချို့အမျိုးသမီးများကိုအစားအသောက်ပြတ်စေပါတယ်။ဖိုက်ပွားခြင်းအစာမကြေခြင်းစချင့်ကြံခြင်းဝမ်းချုပ်ခြင်းကဲ့သို့အစာချေစနစ်ကောင်းစွာအလုံးမလုံးနိုင်ခြင်းတွေကလည်းဂရင်းပြတ်စေပါတယ်။သွေးမဆုံးခင်ကာလတွေနဲ့သွေးဆုံးချိန်တွေမှာတချို့အမျိုးသမီးများကပြုတ်အံ့ခြင်းဝေဒနာကိုခံစားရတတ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးများအစားအသောက်မြင်လျင်မစားခြင်းပဲပြုတ်တက်လာသလိုမျိုးနဲ့တူပါတယ်။အဆိုပါဝေဒနာကြောင့်လည်းသွေးဆုံးချိန်မှာဂရင်းပြတ်တတ်ပါတယ်။အနက်အရသာခံနိုင်စွမ်းဤပြောင်းလဲလာခြင်းကလည်းဂရင်းပြတ်စေတဲ့အကြောင်းရင်းတွေကတစ်ခုပဲဖြစ်ပါတယ်။စားနေကြအစားအသောက်တွေကိုအနက်မခံနိုင်တာအရသာမရှိတော့သူဖြစ်တတ်တာတွေကြောင့်အစားအသောက်ပြတ်ခါအစားစားခြင်းစိတ်နည်းလာတတ်ပါတယ်။သွေးဆုံးချိန်ကြုံတွေ့ရတဲ့လက္ခဏာတစ်ခုဖြစ်တဲ့အာချောက်ခြင်းဂရင်းထဲမှာဒရီးထွက်နှုံနည်းသွားခြင်းကြောင့်ဖြစ်တတ်ပါတယ်။ဒီလိုအားချောက်ခြင်းကလည်းအစားစားရမှာအဆင်မပြေစေတဲ့အတွက်ဂရင်းပြတ်စေပါတယ်။ဟော်မုန်းပြောင်းလဲများကြောင့်ခန္ဓာကိုယ်ချူစားပြောင်းလဲမှုပုံမှာစိတ်ဖိစီးမှုဝင်ခြင်းကလည်းအစားအသောက်ပြည့်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ကဲဒီလိုဆိုတော့ဂရင်းပြည့်ခြင်းဝေဒနာကိုဘယ်လိုသက်သာအောင်ပြုလုပ်ကြမလဲ။ခဏတာဂရင်းပြည့်ခြင်းကအန်ဒီယမရှိပေမဲ့လားနဲ့ချီကအစားအသောက်ပြည့်နေပါကအာဟာရတဲ့ချုတဲ့ကကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။သွေးဆောင်ချိန်ဂရင်းပြည့်ခြင်းကိုသက်သာစေမဲ့ဒီလမ်းများကတော့တစ်ခါစားလျင်နည်းနည်းနဲ့မကြာခဏစားပေးပါ။အစားစားနေချိန်မှာစိတ်ကိုတတောင့်တတဖြစ်အောင်စိတ်ဖိစီးမှုနဲ့ခိုင်သမျှနည်းအောင်နေပါအစားစားချိန်မှန်မှန်ထားပါအချိန်လုံးမစားတာမျိုးမစားလိုက်ပဲနေရမျိုးကိုမလုပ်ရပါဘူးစားတောက်တဲ့အခါမှာအာဟာရဖြစ်စေတဲ့ဟင်းသီးဟင်းရွက်အသားငါးတွေကိုရွေးချယ်စားတောက်ရမှာဖြစ်ပါတယ်ပူပြီးတော့ဂရင်းတွေ့တဲ့နေ့မျိုးဆိုလို့ရှိရင်ကိုကြိုက်တာလေးတွေကိုပိုးစားပေးပါအစားတောက်စားတဲ့အခါတယောက်သေးစားတာထက်မိသားစုနဲ့ဖြစ်စေမိမိခံစားနေရသောလက္ခဏာများကိုနားလည်ပြီးဂရုစိုက်ပေးနိုင်သူနဲ့ဖြစ်စေတူတူစားပါတနေ့တာတောက်ရမယ့်ရေမာနအတိုင်းအလုံးလောက်တောက်ပါတတွေးအထွက်နေပြီးအားချောက်နေပါကအစားကိုဖြည်းဖြည်းချင်းကျင်းနေအောင်ဝါစားပါဖြည်းဖြည်းစီဝါခြင်းကလည်းတတွေးပိုထွက်လာစေပြီးအစားနူချရလွယ်ကူစေပါတယ်ချင်းပြုတ်ရည်ရှားသောလက်ပတ်ဖြော်ရည်တို့ကိုလည်းတောက်ပြီးတာကလည်းအားချောက်ခြင်းကိုတက်တာစေပါတယ်ပြုတ်အံပြီးအစားစားခြင်းစိမ်မရှိဖြစ်နေပါကအစားမစားခင်မှာပြုတ်အံခြင်းကိုတက်တာစေရဲ့စီးတွေကိုတောက်ပေးတာမျိုးတဘာဝနိဒတ်နေဖြစ်တဲ့ ginger tea သို့မဟုတ်ရှောက်ပြားရည်တောက်ပေးခြင်းတို့ကလည်းအဆိုပါလက္ခဏာတွေကိုတက်တာစေမှာဖြစ်ပါတယ်ငြိမ်ပြီးတော့လှုပ်ရှားမှုနေခြင်းထက်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးခြင်းလေ့ကျင့်ခန်းပြုလုပ်ပြီးခြင်းတို့ကအစားစားခြင်းစိတ်ကိုပုံမှုဖြစ်ပေါ်စေပါတယ်။သွေးဆုံးချိန်ဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများတိတိတသားဖြစ်စေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။သွေးဆုံးပြီးရင်အယူပွားယောဂနှလုံးနဲ့သွေးကြောယောဂများနဲ့အချို့သောကင်ဆာယောဂများဖြစ်ပွားမှုနှုန်းဟာတက်လာတဲ့အတွက်ကြောင့်မို့လို့ကျန်းမာရေးကိုပိုပြီးတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်။ကျန်းမာတန်ဆွမ်းနေဖို့အတွက်အစားအနေထိုင်မှတ်ကပ်ဖို့ကလည်းအလွန်ရည်ကြည့်ပါတယ်။ဒီလိုအချိန်မှာအာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုညီညွတ်မျှတအောင်စားသုံးပြရပါမယ်။ပရိုတင်းဓာတ်၊ကယ်လ်ဆီယမ်ဓာတ်၊ဗီတာမင် D ၊ဗီတာမင် B6, B12, ဗီတာမင် C, မက်ဂနီဆီယမ်တို့ကျွဲဝတဲ့အစားအစာများကိုဦးစားပေးစားပေးသင့်ပြီးတော့ပြေဝစီတရိတ်ဆန်စီကိုလက်စထရောတက်စီရဲ့အစားအသောက်များအချို့အငံကဲသောအစားအသောက်များကိုအတက်နိုင်ဆုံးလျှော့ပြီးတော့စားသင့်ပါတယ်။ဒီချိန်ကတည်တက်မလို့ရင်တော့မှာပဲတနေ့ကိုအနည်းဆုံးနိုင်ဝက်နဲ့တစ်ပတ်ကို9ရက်လောက်လမ်းလျှောက်ပေးတင်ပါတယ်။ကိုအလေးချိန်တက်မလာအောင်လည်းထိန်းထားပေးရပါမယ်။
အစားစားခြင်းစိတ်နေခြင်းအစားတောက်ပြက်ခြင်းတို့ကတွေးဆုံခြင်းတစ်ခုတည်းကြောင့်မဟုတ်ပဲအခြားသောအကြောင်းရင်းများကြောင့်လည်းဖြစ်တတ်ပါတယ်အစားတောက်ပြက်လာပြီးအစားကောင်းကောင်းမစားနိုင်တာတိတိတတ်တာခုံအလေးချိန်ကျသွားတာမျိုးကြုံလာရပါကဆီယံဝန်နစ်ပြတ်တာပြီးအကြောင်းရင်းရှာကတက်တာအောင်ကုသဖို့လူအပ်ကြောင်းကိုလည်း The Moment Island ကနေပြီးတော့အထူးမှာကြားချင်ပါတယ်ရှင်